မေတ္တာမျက်လုံးနဲ့သူများကိုကြည့်ခဲ့လို့ဒီဘဝမှာမျက်လုံးလှဒေါသကြည့်ခဲ့လို့ဒီဘဝမှာအယုတ်ဆိုးကြည်တန်တာဒါကိုလှုပ်တာတွေကြီးပဲလေဘယ်သူမှတကူတကလာပြီးကိုဒုက္ခပေးနေမှာမဟုတ်ဘူးသူလည်းသူ့အလုပ်တွေနဲ့အားမလည်းမဟုတ်ပါဘူးတိတောင်တိမှာမဟုတ်ပါဘူးကိုယ်ကထင်နေအဲ့ဒါလို့ကိုလွတ်ရကောင်းမှသိဖို့လိုတယ်ဒါဖះပွင့်လို့ဖះတရားတော့နာရတဲ့အခါမှာကိုပုံဖော်လို့ရတယ်ဆိုအသက်ရှည်အောင်လဲကိုယ့်အကိုပုံဖော်တာပဲအသက်တိုးအောင်လုပ်တာလဲကိုယ့်အကိုယောဂထူပြောအောင်လဲကိုလုပ်ခဲ့တာယောဂကင်းအောင်လဲပဲကိုလုပ်ခဲ့တာကိုယ့်အကိုပုံဖော်ကြတာလူတွေဟာအသိပညာကျွယ်ဝမြင့်မောင်းအောင်လဲကိုယ့်အကိုပုံဖော်တာအသိပညာနှုတ်နေပြီးနလဘိန်းတုံးဖြစ်အောင်လုပ်တာလဲကိုယ့်အကိုအားလုံးဟာဒီဘဝမှာကြုံတွေ့ရတဲ့အခြေအနေရသည်မိမိ